ဘာသာစုံလုံးကိုဂိုက်ခေါ်ဖို့အတွက်တကယ်ပဲလိုအပ်တာလားဒီမိကုန်းလေးကတော့ဒါအရန်ကိုမှចောင်းသားတွေရောမိဘတွေရောသိချင်ကြတဲ့မိကုန်းတစ်ခုဖြစ်တယ်တကယ်တမ်းမှာဂိုက်ခေါ်ဖို့အတွက်ပေါ့နော်ကိုကစဉ်းစားတဲ့အခါမျိုးမှာဘာသာရပ်ဒီကိုရွေးချယ်ပြီးတော့ခေါ်တာနဲ့ဘာသာရပ်အစုံခေါ်တာနဲ့ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ကလေးအခြေအနေပေါ်မူတည်ပြီးတော့မှစဉ်းစားလို့ရတယ်ပေါ့နော်ဥပမာကလေးက6ဘာသာရှိတဲ့ထဲမှာသင်ကြားတဲ့အင်္ဂလိပ်လိုမျိုးဒါမူလာတဲ့အလယ်တန်းဆိုရင်ဒါဒီလိုမျိုးဘာသာရပ်တွေကနည်းနည်းလေးအားနည်းတဲ့ထဲမှာကလေးတွေတော်တော်များများပါတတ်တယ်ဆိုရင်ဒီနှစ်ဘာသာလေးကိုပဲဖြည့်ပြီးတော့မှစက်စာလေးတွေကိုဒီလိုကျောင်းကတင်တဲ့ဟာမျိုးလေးတွေကိုပြန်မေးပြီးပြန်ဆိုခိုင်းပြီးတော့အဲ့လိုပုံစံမျိုးလေးလုပ်လို့ရတယ်တချို့အထက်တန်းကျတော့ဒါဘာသာလေးတွေကိုအနေနဲ့ကလေးအနေနဲ့ပေါ့နော်အားနည်းတဲ့ဘာသာလေးရှိနေတယ်ဒီလိုဟာမျိုးလေးကိုသိရဆိုလို့ရှိရင်လည်းခေါ်လို့ရတယ်ဒါပေမဲ့တကယ်တမ်းမှာဒီလိုမျိုးတစ်ဘာသာနှစ်ဘာသာခေါ်တာကတော့ဘာသာစုံခေါ်တဲ့ဆက်လို့ရှိရင်တော့သိပြီးတော့မှတချို့ကလေးတွေဆိုလို့ရှိရင်အဆင်မပြေနိုင်တာဖြစ်နိုင်တယ်ပြောချင်တာကဒီကလေးကိုယ်တိုင်ကပေါ့နော်ဘယ်ဘာသာအားနည်းလဲဆိုတာမသိနေတဲ့အခါမျိုးတွေမှာကိုကတော့အထင်မြင်တဲ့ဒီလိုမျိုးခေါ်လိုက်ပြီးမယ်တကယ်တမ်းမှာတကယ်တမ်း summer result ဆိုတာကတော့ဒါဘာသာစုံပေါင်းပြီးတော့မှအောင်နေကြတယ်ဆိုတာဆုံးဖြတ်တာဖြစ်တဲ့အတွက်မျိုးအမှတ်ကောင်းနဲ့ဘာသာစုံ balance ဖြစ်နဲ့အောင်ခြင်းနဲ့ကျောင်းသူတွေအတန်းကိုကြော်သွားခြင်းနဲ့ကျောင်းသားတွေအတွက်ပေါ့နော်မိဘတွေအနေနဲ့ကတော့ဒါဘာသာစုံလေးကိုခေါ်တာကတော့ပို့ပြီးတော့မှကောင်းတယ်လို့တော့မြင်မိပါတယ်ဒီလိုမျိုးခေါ်ခြင်းနဲ့ဆိုလို့ရှိရင်တက္ကသိုလ်မြန်မာမှာလာရောက်ပြီးတော့မှဆက်သွယ်လို့ရ